ခမရတို့မသိသေးတဲ့စကြဝဠာအကြောင်းအံ့ဩဖွယ်အချက်10ချက်ကိုဒီဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1ကအာကာသတွေကအနှံ့အကြောင်းပဲဖြစ်ပါတယ်အာကာသဟာလေဟာနေဖြစ်ပေမဲ့သူ့မှာတီးတဲ့အနှံ့ရှိပါတယ်အာကာသရင်မှုတွေရဲ့ပြောကြားချက်အရဆိုရင်အာကာသတွေကပြန်လာတဲ့ဝတ်စုံတွေမှာမီးကင်ထားတဲ့အမဲတာအနှံ့လိုမျိုးဒါမှမဟုတ်ဂဟီဆိုတဲ့အခါထွက်လာတဲ့တထုနှံ့လိုမျိုးရတတ်ပါတယ်နံပါတ်2ကတော့စိန်နေနဲ့ဖွဲ့စည်းထားတဲ့ချိုဖြစ်ပါတယ်55 Cancri လို့ခေါ်တဲ့ချိုဟာကဘာထက်2ဆပိုကြီးတယ်လို့ဆိုပါတယ်သူ့ရဲ့ဖွဲ့စည်းပုံ3ပုံ1ပုံလောက်ကလည်းစိန်နေနဲ့ဖွဲ့စည်းထားတာဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆထားကြပါတယ်နံပါတ်3ကတော့အာကာသထဲမှာငိုလို့မရဘူးဆိုတာပါခမားပါတာပျော်လို့ပဲငုံကိုဝမ်းနည်းလို့ပဲငုံကိုဘာကြောင့်ငုံအာကာသထဲမှာတော့ငိုလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အာကာသထဲမှာကဘာမြေလိုဆွဲငင်အားမရှိတဲ့အတွက်မျက်ရည်ကျရင်အောက်ကိုစီးမကြပဲမျက်လုံးသားမှာရေပေါ်လုံးလေးလိုကတ်နေမှာဖြစ်ပါတယ်အဲ့ဒီလိုမျက်လုံးသားမှာကတ်နေခြင်းဟာအာကာသရင်မှုတွေအတွက်တောင်မှအန္တရာယ်ရှိနိုင်တယ်လို့ပြောထားပါတယ်နံပါတ်4အချိန်နှေးကွေးသွားခြင်း Black hole ဆိုတဲ့တွင်းနှံတစ်ခုရဲ့အနာကိုခမားရောက်သွားရင်အချိန်ဟာနှေးကွေးသွားမှာပါ Black hole နားမှာတနားရီလောက်နေခဲ့မယ်ဆိုရင်ကမ္ဘာပေါ်မှာနှစ်ပေါင်းများစွာကြာသွားနိုင်ပါတယ်တူမမရှိတဲ့ခမားအတွက်ကတော့ Black hole နားမှာတနားရီလောက်နေလိုက်တာပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်နံပါတ်5ကတော့စကြဝဠာရဲ့အကြောင်းဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကစကြဝဠာရဲ့ galaxy ပေါင်းများစွာရဲ့အလင်းတန်းတွေကိုပေါင်းဆက်ကြည့်တဲ့အခါစကြဝဠာရဲ့ပြန်မြအကြောင်းဟာ cosmic latte လို့ခေါ်တဲ့ခရင်ဖြော့ဖြော့အကြောင်းဖြစ်နေတာကိုတွေ့ရှိခဲ့ကြပါတယ်နံပါတ်6အတန်မထွက်တဲ့နေရာအာကာသထဲမှာလေထုမရှိတဲ့အတွက်အတန်လိုင်းတွေဖြတ်တန်းသွားလို့မရပါဘူးအဲဒါကြောင့်မလို့အာကာသထဲမှာပောက်ကွဲမှုကြီးတွေဘယ်လောက်ပဲဖြစ်နေပါစေလုံးဝကိုတိတ်ဆိတ်ငြိမ်သက်နေမှာပါနံပါတ်9ကလားပေါ်ကခြေရများလားပေါ်မှာလေနဲ့ရေမရှိတဲ့အတွက်အာကာသရင်မှုတွေခြံထားခဲ့တဲ့ခြေရတွေဟာနောက်ထပ်နှစ်ပေါင်းတန်း100လောက်အထိကိုပျက်စီးမသွားဘဲနဲ့ရှိနေအောင်ပါနံပါတ်10နေရဲ့ကြီးမားပုံနေဟာရန်ကိုကြီးမားလွန်းလို့သူ့ထဲမှာကဘာကြိုပေါင်းတတန်းလောက်ကိုထည့်ထားလို့ရတယ်လို့ဆိုပါတယ်နံပါတ်9ရွှေနဲ့ပလက်တီနမ်တွေကဘယ်ကနေလာလဲကမ္ဘာပေါ်မှာရှိတဲ့ရွှေနဲ့ပလက်တီနမ်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကကြယ်ကြီးတွေအချင်းချင်းတိုက်မိရာနေပြီးတော့ထွက်ပေါ်လာပြီးကမ္ဘာပေါ်ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်နံပါတ်10ပျောက်ဆုံးနေတဲ့ dark matter ခင်ဗျားတို့ကျွန်တော်တို့မြင်နေရတဲ့ကျယ်ရီဂျိုရီနဲ့ galaxy တွေဟာစကြဝဠာတစ်ခုလုံးရဲ့9%ပဲရှိပါတယ်ကျန်တဲ့95%ကတော့ကျွန်တော်တို့တွေမမြင်ရသေးတဲ့ dark matter နဲ့ dark energy တွေပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့တွေဟာစကြဝဠာရဲ့9%ကိုပဲမြင်တွေ့ခွင့်ရပြီးတာပါကျန်တဲ့95%မှာဘာတွေရှိနေမလဲဆိုတာဘယ်သူမှတိတိကျကျမသိရသေးပါဘူးခင်ဗျားရောစကြဝဠာရဲ့တခြားတနေရာမှာကျွန်တော်တို့လိုတက်ရှိပြီးရှိနေအောင်မယ်လို့ယုံကြည်လားအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲလေ့လာနိုင်ဖို့ info flow ကို subscribe လုပ်ထားဖို့မမိနိုင်အောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်